အားလုံးပဲမင်္ဂလာပါ Korean Passage Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာစားသောက်ကုန်လုပ်ငန်းတွေထဲမှာနာမည်ကြီးတဲ့ဒေသထွက်အစားအစာတွေဟာသူ့ဒေသအလိုက်မျိုးမျိုးရှိတတ်ကြပါတယ်မြန်မာပြည်အရှေ့ဘက်ရှမ်းပြည်နယ်ကရှမ်းကောက်ဆွဲအနောက်ဘက်ချင်းပြည်နယ်ကစာပူတီရခိုင်ပြည်နယ်ကရခိုင်မုံတီမြန်မာပြည်အလဲတစ်ဝိုက်မှာမော်ရင်ကစသဖြင့်သူ့နေရာဒေသအလိုက်ပေါ်မူတည်ပြီးတော့နာမည်ကြီးကြတဲ့ရွေးရဆင်လာသဘောဖြစ်တည်လာကြတဲ့အစားအစာတွေသူ့နေရာနဲ့သူရှိနေကြပါတယ်ဒီထဲမှာမြန်မာပြည်အလဲပိုင်းမိထီလာနယ်ဘက်ကလက်ပတ်များကြကြောဆိုရင်လည်းမြန်မာပြည်တစ်ဝက်မှာမတိတူမရှိသလောက်ကြော်ကြားပြီးအရသာမှလည်းထူးခြားစွာကောင်းမွန်နေပါတယ်ဒီလက်ပတ်များကြကြောလို့အမည်တွင်ခဲ့ရတဲ့အကြောင်းရင်းကတော့လက်ပတ်များရွာကကြော်တာဖြစ်တာကြောင့်လက်ပတ်များကြကြောလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်လက်ပတ်များရွာလို့ဒီရွာကိုအမည်ပြုရတဲ့အကြောင်းရင်းရှိပါတယ်ဒီရွာမှာရှိတဲ့လက်ပတ်ပင်ကြီးပေါ်မှာတဲပင်လောက်ရှိတဲ့ပြောင်းအောင်ကြီးဆွဲနေခဲ့တာကိုအစွဲပြုပြီးလက်ပတ်များရွာရဲလို့ဖြစ်ပေါ်လာတယ်လို့ဒေသခံတွေကပြောစမှတ်ရှိကြပါတယ်ဒီဘက်ခင်နောက်ပိုင်းမှာလက်ပတ်များကြကြောဟာပေါ်ပေါက်လာတာဖြစ်ပြီးတော့လက်ပတ်ပြားရွာသူနှစ်ဦးဖြစ်တဲ့ဒေါကောက်တေးနဲ့ဒေါ်တုတ်စိန်တို့နှစ်ဦးကစတင်တည်တင်ခဲ့ကြတယ်လို့ဆိုပါတယ်သူတို့နှစ်ဦးဟာကြောက်ပတောင်မိထီလာအဝေးပြေးလမ်းမှာကားများရန်နာအစာပြေဖို့ထမင်းဆိုင်ရှားပါတဲ့အချိန်မှာထမင်းဆိုင်လေးကိုစတင်ဖွင့်လှစ်ခဲ့ကြပါတယ်ဝူရင်းရွေချက်ကတော့အဝေးပြေးကားများဖို့ကြက်သားကြော်နဲ့ထမင်းသားရောင်းချဖို့ဖြစ်ပါတယ်တသက်ရဲ့လှိဖြတ်ပုံနဲ့လက်ပတ်များကြက်ကြော်ရဲ့ကြော်ပုံကြော်နီးကိုလည်းအဲ့ဒီအချိန်တွေကစပြီးတော့ဆန်းသစ်ထွင်ခဲ့တာလို့သိရပါတယ်။အရသာကောင်းမွန်ပြီးတော့ဗမာကျက်ရဲ့အစီနှင်းနဲ့ပြေဝနေတာကြောင့်ဒီလက်ပတ်များကြက်ကြော်ဟာတဖြည်းဖြည်းနဲ့နာမည်ရလာခဲ့ပါတော့တယ်။ကျက်ရဲ့လှိဖြတ်ပုံကတရက်ပြီးစားနဲ့တနိုင်ခန့်နှက်ထားတဲ့ဗမာကျက်ကိုစီပူချိန်ခပ်ပြင်းပြင်းမှာကြော်တာဖြစ်ပြီးဒီလိုရိုးရှင်းတဲ့ကြော်ပုံကနေအင်မတန်အရသာကောင်းမွန်တဲ့လက်ပတ်များကြက်ကြော်ကိုရရှိတာပဲဖြစ်ပါတယ်။ဒီကြက်ကြော်အတွက်ကုံချမ်းကိုတော့ကြက်ချမ်းကိုသာအသုံးပြုထားတာဖြစ်တယ်လို့သိရပါတယ်။ဗမာချက်ကုံမှာယာတွေလေတွေကြားမှာလွှတ်ထားတာဖြစ်ပြီးတဘာဝအတိုင်းရှာစားကြတဲ့ကြက်တွေကိုဆိုလိုတာဖြစ်ပါတယ်။တမင်တကာမွေးမြူထားခြင်းမဟုတ်တဲ့ကြက်တွေဖြစ်တဲ့အတွက်ကြက်ချမ်းမရတဲ့ရက်တွေမှာဆိုရင်အယောင်းကိုရန်နာကြတယ်လို့ဆိုပါတယ်။လက်ပတ်များကျွေးရဟာဒီကြက်ကြော်လုပ်ငန်းကိုအများဆုံးလုပ်ကိုင်ကြတာဖြစ်ပြီးတော့လုပ်ကိုင်လူဦးရေ80-80ခန်းရှိတယ်လို့ဆိုပါတယ်။အဓိကရောင်းချမှုကတော့ကြောက်ပတောင်းနဲ့မိထီလာကြားကားလန်အသုံးပြုသူခီးသွားအဝေးပြေးကားတွေကိုရောင်းချတာဖြစ်ပါတယ်။တချို့ကခေါင်းရက်တဲ့အနေနဲ့ရောင်းချကြတာဖြစ်ပြီးတချို့ကြတော့ထမင်းဆိုင်နဲ့တွဲပြီးရောင်းချကြတာမျိုးလည်းရှိပါတယ်။နိုင်ငံတကာခီးသွားတွေကလည်းဒီခီးလန်ကိုဖျက်တဲ့အခါမှာလက်ပတ်များကြကြောကိုအထူးတလဲစားစရာအနေနဲ့ဝင်းရောက်မြည်ဆန်းစားသုံးကြည့်ကြပါတယ်။ဒေသခံလက်ပတ်များရွာဖို့တော့ဒီလိုကြက်ကြောနာမည်ကြီးလာတဲ့အတွက်အလောက်ကင်အခွင့်အလမ်းများလာပြီးတော့ဒီကြက်ကြောပေါ်မှာရွာနာမည်နဲ့အတူနာမည်ကြီးတာဖြစ်တဲ့အတွက်ဂုဏ်ယူကြပါတယ်။တချို့စီးပွားရေးချဲ့ထွင်သူတွေပို့ရန်ကုန်မန္တလေးလိုမျိုးကြီးတွေမှာတက်ပြီးလက်ပတ်များကြက်ကြောကိုဆိုင်ဖွင့်တဲ့အထိချဲ့ထွင်လောက်ကင်နေကြပါတယ်။ဒီလိုရတာကောင်းမွန်ပြီးတော့နာမည်ကြီးလက်ပတ်များကြက်ကြောဟာစားဘူးတဲ့သူတိုင်းအတွက်တော့အရသာတစ်မျိုးဆန်းပြီးကြိုက်နှစ်သက်ကြတာတော့ဘယ်သူမှငင်းဆိုပွဲရမရှိပါဘူးလို့တင်ပြရင်းနေပဲ။နောက်ပတ်ဒီမှာလည်းဒီလိုဘိုးတူတာရပွဲတွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်ရဲ့ Korean Passage Channel လေးကို Like and Subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျ။ဟုတ်ကဲ့အခုလိုအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။